ပါရှင်ဒီမှာတီချယ်တို့က download 2ကိုရောက်သွားပြီပဲဖြစ်ပါတယ် download 2မှာတီချယ်တို့သင်ရမယ့်အကြောင်းကဂျဲမြောင်းဟမ်းမီရဲ့ရောဂျဲမြောင်းဟမ်းမီရဲ့ရောဂျဲဆိုတာကျွန်တော်ရဲ့ပေါ့နော်မြောင်းဟမ်းမီရဲ့ရောတဲ့ business ကပ်ပါတဲ့ဟုတ်ပြီဒီမှာဆိုရင် short download လေးကိုအရင်သွားမယ်ဒီမှာပြောတဲ့သူ2ယောက်ရှိရယ်စူချောနဲ့မီယောင်ဆိုပြီးတော့2ယောက်ရှိရယ်စူချောကယောက်ျားလေးမီယောင်ကမိန်းကလေးဒီမှာပေါ့နော်ဒီမှာအောက်မှာကြည့်လိုက်ဒီမှာနော်ယောက်ျားလေးနဲ့မိန်းကလေး2ယောက်ပြောကြတယ်ဟုတ်ပြီအဲ့ဆိုလို့ရှင်ချယ်လို့ကြည့်မယ်연락처좀알려주세요မီယောင်ကပြန်ပြောတယ်여기요 제 명함이에요သူကပြောတယ်연락처ဆက်သွယ်စရာပေါ့နော်좀နည်းနည်းလောက် 알려주세요 ပေးပါတဲ့ဒါဆက်သွယ်ရမယ့် information ပေါ့နော် information လေးပေးပါတဲ့အဲ့အချိန်မှာမီယောင်ကကောင်မလေးကပြောတယ်여기요ဒီမှာပါ제ကျမရဲ့명함이에요 business ကပဲဖြစ်ပါတယ်တဲ့ဆိုပြီးတော့ဒီမှာကောင်လေးကိုကောင်မလေးကဒီပေါ့နော် business ကအဝါရောင်လေးကိုပေးလိုက်တယ်ဟုတ်ပြီအခုဆက်သွားမယ်ဒီ short dialogue လေးမှာကျတော့ဒီလိုစကားလုံးလေးတွေထွက်လာတယ်ပထမဦးဆုံးတစ်လုံးကကျတော့ဒီချေကို연락처ဆိုတာ contact information ဆက်သွယ်စရာ number ကျုံလို့လည်းထွက်လို့ရတယ်နော်အနည်းငယ်ဆိုတဲ့အဓိပ္ပာယ်알리다တီဘတ်ပလက်အာအောယောချူတာဘတ်လုတ်ပေးသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဘတ်လုတ်ပေးသည်ဆိုတဲ့အဓိပ္ပာယ်နောက်တစ်ခုယောဂီဒီနေရာမှာဂျဲကျွန်တော်ရဲ့ညောင်းငံ business cap အဲ့ဒီမှာဂျဲကလေဂျော်ကြီးရဲ့အတူကောက်ပေါ့နော်နောင်ပလက်ဤရေရောနောင်ဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဒီ dialogue 1မှာသင်ပြီးပြီပေါ့နော်ဟုတ်ပြီဒါဆိုရင်လောင်းတိုင်ရလို့လေးကိုသွားလိုက်ကြရအောင်ဒီမှာခုနကတော့ short တိုင်ရလို့ကိုအရှည်ပြန်ပြီးတော့ပေါ့နော်ဒါလောက်ထားတာသူ့မှာစူချောနဲ့မီယောင်ဆိုပြီးတော့2ယောက်ရှိရယ်ပထမဆုံး 오늘 반가웠습니다 오늘ဒီနေ့မှာတဲ့ 반가웠습니다တွေ့ရတာဝမ်းသာပါတယ်တဲ့မီယောင်ကောင်မလေးကပြန်ပြောတယ်နဲဟုတ်ကဲ့저도ကျမလည်းပဲ만나서တွေ့ရလို့반가웠어요ဝမ်းသာပါတယ်တဲ့수철가ပြန်ပြောတယ်다시 만나고 싶어요 다시ထပ်ပြီးတော့만나고 싶어요ဆိုတာတွေ့ချင်ပါတယ်ကို싶어요ဆိုတာလှုပ်ချင်တယ်နော်ဘတ်ပလက်ကို싶어요ကပေါ့နော်ဒါဘတ်ပလက်ကို싶다ပေါ့နော်သူရဲ့ grammar pattern ပေါ့နော်သူကဘတ်ကိုလှုပ်ချင်တယ်ဒီမှာဆိုရင်မန်နာနဲ့ပေါင်းလာတော့မန်နာကိုရှိဖို့ရထပ်ပြီးတော့တွေးခြင်းနဲ့ဆိုတဲ့အဓိပ္ပာယ်ပါနော်မီယောင်ကပြန်ပြောတဲ့ကောင်မလေးကနဲဟုတ်ကဲ့저도ရောကျမရောပါပဲ수철가 연락처 좀 알려주세요ဆက်သွယ်စရာလေးတဲ့နည်းနည်းလောက်ပြီးခဲ့ပါလားတဲ့ဆက်သွယ်စရာလေးပြီးပါလားတဲ့မီယောင်ကပြောတယ်여기요ဒီမှာပါ제 명함이요ကျမရဲ့ business ကပါတဲ့수철가 감사합니다.ကျေးဇူးတင်ပါတယ်저는ကျွန်တော်ကတော့အခုထိကိုညောင်းငမ်းမီ business က없어요. မရှိသေးပါဘူးတဲ့제ကျွန်တော်ရဲ့ 핸드폰 번호 phone number 핸드폰ဆိုတာဖုန်းပြောတာ번호ဆိုတာ number ဖုန်းနံပါတ်ကိုတဲ့알려드릴게요. ပေးပါမယ်အတိပေးပါမယ်ပေါ့နော်မီယောင်ကပြန်ပြောတယ် 그럼ဒါဆိုရင်제ကျမရဲ့ဘောနိုတို့နံပါတ်ကိုဆောင်းသွားဟဲကျူစေရောခေါ်လိုက်ပါတဲ့သူ့နံပါတ်ဖုန်းနံပါတ်ပေးမယ်ဆိုရင်ကောင်မလေးကသူ့ဖုန်းနံပါတ်ကိုခေါ်လိုက်တဲ့နဲစူချောကပြန်ပြောတယ်နဲဟုတ်ကဲ့ပါ지금အခုဆောင်းသွားဟာကို있어요ဒါပေါ့နော်ကို있어요ဆိုသူကလုံနေတယ်အခုလုံနေတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဆောင်းသွားဟာကို있어요အခုဖုန်းခေါ်နေပါတယ်မီယောင်ကပြန်ပြောတယ်အဲ့ဒီအချိန်မှာအတန်ဖိုင်မှာဒူးဆိုပြီးတော့ဝင်လာမယ်ပြီးရင်ဇောင်းတော့ဝဆော်ရောဖုံးလာပြီတဲ့ကောင်မလေးကစူချောကကဲအဲ့ဒီဟာကကျဲကျွန်တော်ရဲ့ဘောနိုရဲ့ရောနံပါတ်ပါစောချမ်းဟဲကျူစေရောတဲ့ဂျောချမ်းငဲကျူစေရောဆိုတာဂျောချမ်းငါတာဆိုတာစေ့လိုက်တာပေါ့နော်ဖုန်းထဲမှာ contact စေ့လိုက်တာကိုပြောတာမှတ်လိုက်တာကိုပြောတာဒီ contact စေ့လိုက်ပါတဲ့
네ဟုတ်ကဲ့ပါတဲ့ 그럼 ဒါဆိုရင် 다음에 또 보여요 다음에နောက်ထပ်ထပ်ပြီးတော့ 또 보여요 တွေ့ရအောင်တဲ့သူ့ရဲ့လောင်ငန်းတန်ရလော်လေးကတော့ဒါပါပဲဒီမှာဆိုရင် vocabulary လေးအများကြီးထွက်လာပါတယ်ပထမအဆုံးက o늘 ကတော့ဒီနေ့ပေါ့နော် 번호 number 반갑다 완다래 알려드리다 အတိပေးတယ် 만나다 တွေ့ဆုံတယ် 전화하다 폰ခေါ်တယ် 연락처 ဆက်သွယ်စရာ number 오다 라래 알려주다 အတိပေးတယ် 저장하다 မှတ်တယ် save တယ်ပေါ့နော် content save တာတွေဘာတွေကိုပြောတယ်နောက်တစ်ခု yogi ဒီမှာဆိုတဲ့အဓိပ္ပာယ် 다음နောက်ထပ် 명함 business က web다 ကြည့်တယ် 감사하다 ကျေးဇူးတင်တယ် 아직 အခုထိ 없다 မရှိဘူးဒီနောက်ဆုံးတစ်ခုကတော့ handphone ပေါ့နော် handphone ကတော့ cell phone ဖုန်းကိုပြောတာပါကဲဒါဆိုရင်တော့ grammar လေးတွေတွားလိုက်မယ် grammar မှာဆိုလို့ရှိရင်ဒီမှာကြတော့ grammar 2မျိုးက bablet are your juice ရောဘက်လုတ်ပေးပါ please ကျေးဇူးပြု၍ဘက်လုတ်ပေးပါကျွန်တော်ကိုပေါ့နော်ဒီမီတော့မပါဘူးပေါ့ထည့်ရေးရမလို့ကျေးဇူးပြု၍ကျွန်တော်ကိုဒီဘက်လေးလုတ်ပေးပါဒါလေးလုတ်ပေးပါဆိုတဲ့အဓိပ္ပာယ်ပြီးတော့ညိုတို့ကမှတ်ကမှာက OR နဲ့စုံတဲ့တရတွေဆိုလို့ရှိရင်အာဂျူဆယ်ရောကိုသုံးတယ်ပြီးတော့ကြံတဲ့တရတွေဆိုလို့ရှိရင်ဟာတာနဲ့စုံတဲ့တရဆိုရင်ရောဂျူဆယ်ရောကိုသုံးပြီးတော့ကြံတဲ့တရတွေဆိုလို့ရှိရင်တော့အာတာပေါ့နော် for all other but ဆိုလို့ရှိရင်တော့ all ဂျူဆယ်ရောကိုသုံးပါတယ်ကဲဒီမှာဥပမာလေးကြည့်လိုက်မယ်ချောင်းသွားဟာတာမှာဒါကိုဖြုတ်လိုက်တယ်ဟာကိုကြည့်တယ်ဟာရဲ့နောက်ကတရအာတရဖြစ်နေဒါဆိုရင်ဒီဟာပေါ့ OR ဆိုလို့ရှိရင်ဒါကိုဖြုတ်ထားရနော်မ OR ဆိုလို့ရှိရင်ညတို့ကဘာကိုသုံးပေးရမလဲအာဂျူဆယ်ရောကိုသုံးပေးရမယ်အဲ့တော့ဒီအာအောရောဂျူဆယ်ရောတွေကအာဂျူဆယ်ရောနဲ့ပေါင်းတယ်အဲ့ဒီမှာမှညတို့ကအာဆိုရင်ပေါ့နော် OR ဆိုရင်အာဂျူဆယ်ရောနဲ့ပေါင်းမယ်ဆိုပြီးတော့မှားတတ်တဲ့လူတွေရှိရပေါ့နော်တခုတည်းရမှာဟာအာဟာဆိုရင်ရောဂျူဆယ်ရောနဲ့ပေါင်းမှာပါအရန်ကြီးပါတယ်အရေးကြီးပါတယ်အဲ့တော့ပြန်မှတ်မယ်ဒါကိုဖြုတ်လိုက်တဲ့အချိန်မှာအနောက်ကတရကိုတမ်းမကြည့်ပဲနဲ့ဟာလားဆိုတော့အရင်ကြည့်ပါဟာဆိုရင်ရောဂျူဆယ်ရောနဲ့ပေါင်းပြီးတော့ချောင်းသွားဟာရောဂျူဆယ်ရောဆိုပြီးတော့ရေးပေးပါအဲ့ဒီမှာ OR နဲ့ပေါင်းတဲ့သူတွေအများကြီးပဲရှိပါတယ်ညိုခဏခဏတွေ့ပူပါတယ်အာဂျူဆယ်ရောနဲ့ပေါင်းတာပေါ့နော်အဲ့လိုမျိုးမှားမှဆိုလို့ခုနကပြောပြလိုက်တာပါဒါဆိုရင်ဟာနဲ့ရောနဲ့ပေါင်းရင်ဟဲဆိုပြီးဖြစ်သွားမယ်ပေါ့နော်ဟာရောဂျူဆယ်ရောဆိုပြီးမလာဘူးချောင်းသွားဟဲဂျူဆယ်ရောဖုံးခေါ်ပေးပါဒီမှာနောက်တစ်ခုကိုကြည့်မယ်ဆိုလို့ရှင်မန္နာတာမှာဒါကိုဖြုတ်တယ်အနောက်ကဒီစလုံးကိုကြည့်တော့နာအာနာဟာမဟုတ်ဘူးအဲ့တော့ဒီရောဂျူဆယ်ရောကတော့မဟုတ်တော့နာမှာအာတရနဲ့စုံတယ်အာတရနဲ့စုံရင် OR ဆိုရင်ဗာနဲ့ကအောဂျူဆယ်ရောနဲ့ကအဲ့တော့မန္နာအာဂျူဆယ်ရောနဲ့ကမယ်မန္နာအာဂျူဆယ်ရောအဲ့တော့မန္နာအာဆိုပြီးတော့ဒီလိုမျိုးအာတရနှစ်ခုကိုတန်းပြီးတော့မလာဘူးဘာဖြစ်သွားမလဲအာကအော်တိုပြုတ်ပြီးတော့မန္နာဂျူဆယ်ရောဆိုပြီးတော့ဖြစ်သွားမယ်နောက်တစ်ခုဂါရချီတာဆိုတင်ပေးသည်ဒါကိုဖြုတ်မယ်ဒီအနောက်ကနောက်ဆုံးကကောင်လေးကိုကြည့်တော့ဟာလည်းမဟုတ်ဘူးအဲ့တော့တရကိုကြည့်မယ်တရဤတရဖြစ်နေတယ် OR လည်းမဟုတ်ဘူးဟာလည်းမဟုတ်ဘူးဒါဆိုရင်ကြံတရဆိုဘာနဲ့ပေါင်းအောဂျူဆယ်ရောနဲ့ပေါင်းဒါဆိုရင်ဂါရိုချီအောဂျူဆယ်ရောအဲ့တော့ချီအောဆိုပြီးတော့မလာဘဲနဲ့ဒီအောကဒီတရလေးကဒီချီရဲ့ဤမှာပေါင်းပြီးတော့ဂါရိုချောဂျူဆယ်ရောတင်ပေးပါဆိုပြီးဖြစ်သွားမယ်ပေါ့နော်ဒီနံပါတ်1နဲ့2ကတော့အိမ်စာပါအိမ်စာလာထပ်ပေးပါနောက်တစ်ခုဘတ်ကကြတော့နောက်ထပ် grammar တစ်ခုကကြတော့ဘတ်ပလက်ကိုအီဆောရောလုံးလျက်ရှိတယ်ကျွန်တော်ကဘတ်လုံနေတယ်ပေါ့နော်လက်ရှိလုံနေတာဘတ်အန်ကြီးလုံနေသည်ဆိုတဲ့အဓိပ္ပာယ်
ဒါကအရန်ရိုးရှင်းနေဘက်ကိုဒါဖြုတ်ပြီးတော့ကိုအီစော်ရောကတ်ယုံပဲ OR တွေဘာမှကြည့်ကြမလို့ဥပမာချောင်းသွားဟာတာဖုံးခေါ်ရဲဆိုရင်ဒါကိုဖြုတ်မယ်ကိုအီစော်ရောကတ်လိုက်တော့ချောင်းသွားဟာကိုအီစော်ကျန်တာဘာမှမရှိဘူးအဲ့တော့3နဲ့4ကအိမ်စာပါဟုတ်ပါပြီဒါဆိုရင်ဒီအောက်ကဟာကတော့ပေါ့နော်ဒီမှာဆိုရင်ရောလက်ချောပေါ့နော်ဒီအတန်အတွက်ပေါ့တို့တွေကဘာဖြစ်မလဲဆိုလို့ရှိရင်ဒီနားသက်ရှိတယ်ပြီးရင်သူ့ရဲ့ဒီပေါ့နော်စကလုံးနေရာမှာကလာဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့ဒီနားသက်ကိုလာသက်ပုံစံပြောင်းပေးရပါမယ်ပြောချင်တာဒီမှာဆိုရင်ယောနားသက်လာအာခါသက်လက်ပေါ့နော်ယောလက်မှာဆိုလို့ရှိရင်ဒီမှာအယောင်ပြောင်းပြီးပြမယ်ဒီအောက်မှာနာသက်ဒီမှာလာကြီးဖြစ်နေတယ်အဲ့တော့နားနဲ့လာနဲ့တွေ့လို့ရှိရင်ဘာလုပ်ရမလဲဆိုတော့ဒီအောက်ကနာသက်ကိုလာသက်ပုံစံပြောင်းပေးရမယ်ယောလာအာခါသက်လက်ယောလက်ချောဆိုပြီးတော့ဗောနော်ဒီဖုန်းမှာရေးရတာအဆင်မပြေလို့နော်ဆွဲချက်မှာမဟုတ်ပါဘူးယောလက်ချောဆိုပြီးတော့ဒီလာသက်နှလုံးလာသက်ပုံစံပြောင်းသွားမယ်ဗောနော်အတန်ထွက်ပေးရမယ်ယောလက်ချောဆိုပြီးတော့ကဲဒါဆိုလို့ရှိရင်အောက်ကနှလုံးကဗောနော်အိမ်စာဒီအောက်ကနှလုံးကိုဘယ်လိုပြောင်းမလဲဆိုတာရေးပြီးပဲဖြစ်ဖြစ်အတန်ထွက်ပြီးပဲဖြစ်ဖြစ်ပြောပြရပါမယ်ကဲနောက်တစ်ခုကကြတော့တို့တွေဒီစင်ပဲပေါ့နော်စင်ပဲကသူကဘာသက်နဲ့ဆုံးမယ်ပေါ့နော်ဘာသက်နဲ့ဆုံးမယ်ဆိုလို့ရှိရင်ဘာသက်နဲ့ဆုံးပြီးတော့ဘာနဲ့တွေ့မှာလဲနာနဲ့တွေ့မှာနော်ဘာသက်နဲ့ဆုံးပြီးတော့နာဆိုတဲ့ဒီနဲ့တွေ့လို့ရှိရင်ဘာသက်ကမသက်ပုံစံကိုပြောင်းပြရတယ်ပေါ့နော်ဒါ basic မှာတင်ခဲ့ပြီးသားပါဒီမှာဆိုရင်ဂမ်စာဟာတာဂမ်စာဟာမှာဘာသက်ပါတယ်အဲ့ဒီဘာသက်ကနောက်ကနီဆိုတဲ့ဘောနော်ဒီဘာသက်ကအနောက်ကနီဆိုတဲ့ဒီနားနဲ့တွေ့မှာအဲ့ဒါဆိုလို့ရှိရင်ညိုတို့ကဘယ်လိုပြောင်းရမလဲဆိုရင်ဂါအာမတကံစာအာစာဟာအာဘာသက်နေရာမှာမသက်ပြောင်းရမယ်ဂမ်စာဟာမီတာဖြစ်သွားမယ်နော်ဟုတ်ပြီဒီ3နဲ့4ကိုတော့အင်စာအနေနဲ့ရေးခဲ့ပါနောက်ထပ်အင်စာတစ်ခုကတော့လောင်းထိုင်ရလို့ကိုလူ2ယောက်မရှိနိုင်ဘူးပေါ့နော်တကယ်လို့2ယောက်ရှိရင်တော့2ယောက်ပြောတာလည်းရပါတယ်ဒါပေမဲ့ကိုဘတာကိုလူ2ယောက်ပုံစံနဲ့ပြောပြီးတော့အတန်ကတူနေလဲရတယ်ဘာမှမဖြစ်အဓိကအဲ့လောင်းတိုင်ရလို့ပေါ့နော်စကားပြောအနေနဲ့ဖတ်စီချင်တာဖတ်ပြီးတော့အိမ်စာလာထပ်ပေးပါပေးရဲ့ CB မှာပဲလာထပ်ပေးလို့လည်းရပါတယ်အဲ့ဆိုရင်တော့အကုန်လုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အဆင်မပြေတာတစ်ခုခုရှိခဲ့လို့ရှိရင်အချိန်မရွေးပေးရဲ့ CB မှာညို့လာပြီးတော့ပြောလို့ရပါတယ်ပြန်ပြီးတော့ရှင်းပြပေးပါမယ်ဒါဆိုရင်ဒီနေ့တော့ဒီလောက်ပါပဲ